ဥစ္စာမနေ့ကအဲ့ကျွန်းကုန်းတော့ရမှာတော့အဲ့ဒီကတ္တမမစ္ဆဘုရားရှင်သာသနာနောက်ပိုင်းအခြေအနေတွေသာသနာအကြောင်းတော့တရားဟောခဲ့ပါတယ်အဲ့ဒီမှာယဟန်တော်တွေကတ္တမမစ္ဆဘုရားရှင်သာသနာနောက်ပိုင်းမှာဒီမိစ္ဆာဇီဝကိစ္စတွေဒီဘေးရင်ဟောခြင်းစိတ်ကူပေးခြင်းလက်ဆောင်ပေးခြင်းကိစ္စတွေလုပ်ပြီးတော့အတန်မွေးကြောင်းလုပ်ကြတယ်ပတ်စံရှာတာပေါ့အကုန်လုံးငရဲကြကုန်တယ်ဘုန်းကြီးတွေငရဲကြလူတွေဒီကနေ့မှလည်းငရဲကြတော့အကုန်ငရဲကြနတ်ပြည်မှာဖြစ်တယ်တယောက်မှမရှိဘူးတရားမင်းကသူ့နတ်ပြည်မှာလူဦးရေမတိုးလာလို့သူကအောက်ကိုဆင်းရတယ်ပေါ့အရှင်တွေရောက်သွားတယ်သူကနတ်ပြည်မှာလူဦးရေမတိုးလာဘူးတဲ့သူကနတ်သားတွေမတိုးလာဘူးနတ်အတစ်တွေမပေါ်လာဘူးငရဲမှာပဲရောက်ကုန်ကြဘုန်းကြီးလည်းငရဲရောက်လူတွေလည်းအကုန်ဗုဒ္ဓဘာသာတရားဓမ္မတွေအကုန်ငရဲရောက်ဖြစ်ကုန်တယ်ဟုတ်လားလူတွေကလည်းလူဝီနီနားမလဲဘုန်းကြီးကလည်းဘုန်းကြီးဝီနီမကြည့်အကုန်ငရဲရောက်ကုန်တာကတ္တမမဆိုရသာနောက်ပိုင်းမှာပေါ့ကတ္တမဘုရားသာနောက်ပိုင်းမှာအဲ့တော့နတ်ပြည်မှာလူမတိုးဘူးမတိုးတော့တရားမင်းကစရင်ကောက်တဲ့ခါဟာလူဦးရေမတိုးဘူးငါတက်ပြည်မှာပေါ့အဲ့တော့ဘာဖြစ်လို့လဲမသိဘူးငါကြည်ဦးမှာပဲလေလူပြည်ကိုဆိုလူပြည်ကြည့်လိုက်တော့ဘုန်းကြီးတွေအကုန်လုံးမိစ္ဆာဇီဝအမှုတွေခုနကနော်ပန်းပေးခြင်းလက်ဆောင်ပေးခြင်းဘေးရင်ဟောခြင်းစိတ်ကူခြင်းရတရားရှိခြင်းဒိုင်းသက်စင်အဲ့ဒါတွေအကုန်လှုပ်ပြီးတော့ငရဲကြကုန်တာနောက်ဒကာဓမ္မတွေကလည်းဥပဒကကျင့်ဝတ်နော်ဘုရားဘာသာကျင့်ဝတ်တွေမလိုက်နိုင်တော့ဘူးနတ်တွေကိုယ်ွယ်လူကကိုယ်ွယ်ဘေးရင်မေးတဲ့ဘိုးတော်တွေအာကိုတဲ့လူကအာကိုဆိုတော့နောက်ဒါနတွေလုပ်တဲ့အခါမှာပါဏာတိပါဒအမှုတွေပါလို့ပါပေါ့ဆိုတော့ငါးပါးတရားတွေမလုံးတရဏဂုံတွေကျိုးဘုရားဘာသာတွေလည်းအကုန်ငရဲကြဆိုတော့အဲ့ဒါကိုသူမြင်သွားတာလေနော်မြင်သွားတဲ့ခါကျမှသူကအဲ့ဒါအဖြစ်ဘူးငါသွားမှဖြစ်မယ်ဆိုဂျာမင်းကအဲ့မှာခွေးနဲ့ကြီးတကောင်ဖန်ဆင်းပြီးတော့သူလူပြိုဆင်းတာလေအဲ့မှာသူချိန်ချောက်တာတော်တော်ကောင်းတယ်မသားစရာကောင်းတယ်သူပြောတာဘာပြောလဲဆိုတော့သူကဘယင်အဲ့မှာဘယင်ကြီးကမေးတယ်သူကဂျာမင်းကမုတ်ဆိုးအောင်ဖန်ဆင်းသွားတယ်မာတရိနတ်သားကိုခွေးအောင်ဖန်ဆင်းသွားတာမေးတယ်ဘာမြင်လဲဆိုတော့အသင်မုတ်ဆိုးတဲ့ဒီခွေးကြီးကဘာစားကျင်လို့ဟောင်းနေတာလဲပေါ့ဟိုကမုတ်ဆိုးကပြောတယ်လူသားစားကျင်လို့ဟောင်းနေတာမုတ်ဆိုးကပြောခွေးကလူသားစားကျင်လို့ဟောင်းနေတာလူတွေအကုန်စားမှလားတဲ့ဘယင်ကမေးလူတွေအကုန်စားမှလားတဲ့လူတွေအကုန်မစားဘူးတဲ့ရန်သူတွေကိုစားမှာတဲ့သူဆိုတော့ရန်သူတွေကဘယ်သူတွေလဲဆိုတော့သူဒုတ်တိလာမမအမိတ်တာသူတိလာမရှိတဲ့သူတွေကငါရန်သူတွေတဲ့သူအဲ့လိုပြောတာသူတိလာမရှိတဲ့သူတွေကငါရန်သူတဲ့နောက်တစ်ခါအာဒမ္မဘိရတာမမအမိတ်တာသူအာကုသိုလ်နဲ့ပျော်နေတဲ့လူတွေကငါရန်သူတွေပဲတဲ့ပြောနော်အဲ့လူတွေကိုစားမှာတဲ့ခွေးရတယ်ပြောတယ်အဲ့တော့အာကုသိုလ်နဲ့ပျော်နေတဲ့လူတွေတိလာပြတ်နေတဲ့လူတွေကိုဒီခွေးကြီးကစားဖို့လာတာလူတွေကြောက်ကုန်ကြတာတော်တော်ကြောက်ကုန်ကြတာနော်အဲ့ရမှာနောက်ပိုင်းတော်တော်ကြောက်လန့်ကုန်တဲ့ခါကျမှအဲ့ဒီတရားမရပြန်ပြီးတော့ငါမဟုတ်ဆိုးမဟုတ်ပါဘူးတရားမင်းပါအကုန်လုံးငရဲရောက်ကုန်တယ်လက်ပြမှာတယောက်မှမရောက်လာလို့ငါလာတာတဲ့သူအဲ့နဲ့သူပြန်ပြီးတော့တဝေကဇာတ်တွေပြောပြီးတော့တီလာတွေကိုထိန်းကြဖို့တော့တနက်ကုန်းတွေလုံကြဖို့သူပြန်ခေါ်ပြီးခဲ့တာဟောကအမှလူတွေအားလုံးတဝေကတွေဖြစ်ဘုန်းကြီးတွေလည်းအကုန်တဝေကတွေဖြစ်တော့စေကူတဲ့လုပ်တယ်မလုပ်တော့ဘူးဘေးတင်ဟောတဲ့လုပ်တယ်မလုပ်တော့ဘူးပြန်ပြီးတော့ခုနကဝီနည်းတွေပြန်လေးစားလာတယ်လူတွေလည်းရနာ၃ပါးတနက်ကုန်း၃ပါးတွေပြန်လုံချုံလာတယ်အဲ့ခါကျတော့သာသနာနှစ်ပေါင်း